ပြပါဘောနော်ဒါရှိတော့အပေါ်မှာစာပဲတစ်ခုရှိတယ်အောက်မှာမိကွန်းတစ်ခုရှိတယ်ဆိုတဲ့အခါမှာအများတော့ဝရရှိတာဆိုလို့ရှိရင်တော့အောက်ကမိကွန်းကိုအရင်ဖတ်တယ်ပေါ့နော်အောက်ကမိကွန်းကိုဖတ်တဲ့အခါဆိုရင်1ရယ်2ရယ်3ရယ်4ရယ်ကိုပဲအဓိကဖတ်ရမှာမဟုတ်ပဲねအပေါ်တော့ကဒီမှာရှိနေတဲ့この文章の内容と合っているものはどれですかဆိုတဲ့ဒီကောင်ကိုဖတ်ရမှာပါဒီမှာ内容と合っているものလို့ဒီနေရာမှာရေးထားပေမဲ့တခါလေကြာရင် our night mono လို့ရေးထားတဲ့ခါတွေလည်းရှိတယ်အခုလောလောဆယ်ရေးထားတဲ့မေကွန်ကအတဲ့ဤလူမုံလို့ဖြစ်တဲ့အတွက်ကြိုက်တဲ့ဟာပေါ့ကြိုက်ညီတဲ့ဟာစာပိုင်းနဲ့အောက်ကဟာနဲ့အချက်လက်ကြိုက်ညီတဲ့ဟာကိုရွေးလို့ခိုင်းတာအတဲ့ဤလူမုံလို့ရေးထားမှာမလို့တကယ်လို့အာဝါနိုင်မုံလို့ဆိုလို့ရှိရင်တော့မှားတဲ့ဟာကိုရွေးလို့ခိုင်းတာဒီ instruction ကိုမဖတ်ဘူးဆိုလို့ရှိရင်တို့တွေကအောက်က1 2 3လေးကိုဖတ်လဲဘယ်ကောင်ရွေးရမလဲဆိုတာနားလည်မှာမဟုတ်တဲ့အတွက်ပထမအဦးဆုံးအနေနဲ့ဒီမေကွန်းကိုမေကွန်းရဲ့ဒီအထိတ်ဆုံးကမေကွန်းကိုတေချာပေါက်ဖတ်ကိုဖတ်ပါရွေးချက်စရာပြီးတော့မှ1 2 3လေးကိုပြန်ဖတ်ပါမယ်ရွေးချယ်စရာ1 2 3လေးကိုဖတ်တဲ့အခါမှာဆိုရင်ဒီမှာ日本語には様々な文体がありバマナロによって変えているလို့ရေးထားပါတယ်အဲဆိုလို့ရှိရင်ဒီနေရာမှာ様々な文体がありဆိုတဲ့ကောင်လေးကိုဒီလိုမျိုးမြင်ထားလိုက်ပါမယ်ပြီးရင်バマナロによって変えているဆိုတဲ့ဟာလေးကိုလည်းမြင်ထားလိုက်ပါမယ်ဒီမှာတော့တစ်ကြောင်းလုံးနှီးပါလို့ဖြစ်သွားတယ်လို့မြင်ရပေမဲ့တကယ်တမ်းကျတော့တချို့ဟာလေးတွေမှာအတိုလေးပဲတားလိုက်ရတာခါမျိုးလေးတွေလည်းရှိတတ်ပါတယ်เนาะဟုတ်ပြီအဲဆိုလို့ရှိရင်စာမနာဘွန်တိုင်းအားလို့ဆိုတဲ့ဟာနားမလည်ရင်ခဏထားခဲ့ဟင်ဘာကြီးလည်းမသိဘူးဆိုပြီးဖြစ်နေရင်ခဏထားခဲ့လိုက်ရတယ်အဲ့ဒါပြီးသွားလို့ရှိရင်ဘာမှနာတော့နေရော့တဲ့ခါရတဲ့ဤလို့ဆိုတာကြတော့အခြေအနေပေါ်မှာမူတည်ပြီးပြောင်းလဲသုံးတယ်ဆိုတဲ့ကောင်လေးကနားလဲကောင်းနားလဲနေနိုင်တယ်ဟုတ်ပြီနော်နောက်တစ်ခုနံပါတ်2နံပါတ်2က中級日本語では書き言葉より話し言葉を中心に勉強するဆိုပြီးရေးထားတယ်ဒီမှာ中級ဆိုတဲ့အချက်ကိုအဓိကထားရမယ်中級ရဲ့အဓိပ္ပာယ်ကကြတော့တို့တွေက inter level ကိုပြောချင်တာကွာဟုတ်ပြီနော်တို့တွေ inter level မှာဆိုလို့ရှိရင်ဘယ်ဟာကိုအဓိကထားပြီးသုံးတာလဲဆိုတဲ့ဟာကိုအဓိကရေးထားတာ inter level ပေါ့နော် intermediate level basic ပြီးသွားရင် inter လာတယ်မို့လားတို့တွေအဲ့မှာ intermediate level ဆိုလို့ရှိရင် QQ ခိုတိုးပါဆိုတဲ့ကောင်ကိုသုံးထားတာဟုတ်ပြီနော်အဲ့ဆိုဒါရှိတော့ဒီနေရာမှာ QQ ခိုတိုးပါဆိုတဲ့ကောင်လေးကိုအဓိကမှတ်ခဲ့ရမယ်ပြီးရင်ခါခိခိုတိုးပါရောဒီဟာနာရှိခိုတိုးပါကချူရှင်းလို့ပြောတာဖြစ်တဲ့အတွက်ဒီဟာနာရှိခိုတိုးပါဆိုတဲ့စကားပြောတဲ့အပိုင်းကိုအဓိကထားတယ်ပေါ့ချူရှင်းဆိုပြီးဒါလေးရေးထားတာတွေ့ရလိမ့်မယ်ဟုတ်ပြီနော်ဒီနေရာမှာနံပါတ်1မှာဆိုရင်ချူ Q ဆိုတဲ့ inter level မှာဆိုရင်ဟာနာရှိခိုတိုးပါကိုချူရှင်းလုပ်တယ်ဆိုတာမှတ်မြင်ရပြီနံပါတ်3က日本語では書き言葉と話し言葉の凡退がよく似ているဆိုတဲ့နေရာမှာနောက်ဆုံးကよく似ているရဲ့အဓိပ္ပာယ်ကစင်တူတယ်ဆိုတဲ့အဓိပ္ပာယ်ရေးထားတာဘာနဲ့ဘာနဲ့စင်တူရလဲမင်းတိကခါခိခိုတိုဘာနဲ့နှစ်ကဟာနာရှိခိုတိုဘာဒီတစ်နဲ့နှစ်နဲ့ကိုစင်တူတယ်ဆိုပြီးရေးထားတာဖြစ်တဲ့အတွက်ဒီသုံးခုကိုမြင်ထားရင်ရပြီဒါမှမဟုတ်ရင်ဝိုင်းခဲ့ရင်ရပြီမေခွန်းစာရွက်ထဲမှာလည်းဒီလိုလုပ်လို့ရတယ်နော်မေခွန်းစာရွက်ထဲမှာလုပ်ခွင့်ရှိတယ်ပေါ့အားကြောင့်မို့ need day လို့ဆိုတဲ့ကြောင့်ပြောတဲ့စကားလုံးပုံစံနဲ့ရေးတဲ့ပုံစံနဲ့စင်တူတယ်တဲ့နောက်တစ်ခုနံပါတ်4မှာ日本語の話し言葉には des တွေ must တွေ da တွေ they are တွေအဲ့ဟာတွေရဲ့တိုင်းတွေကတဲ့အဲ့ဘွန်တိုင်းတွေအားလို့ရှိပါတယ်လို့ပြောတာဒီ၄ခုကွာဒီ၄ခုရဲ့နောက်တစ်ခုကကြဘာလဲတားမလဲဆိုဟာနာရှိခိုတိုးပါရောတားရမယ်ဟာနာရှိခိုတိုးပါမှာဒီ၄ခုရှိပါတယ်ဆိုတာရေးထားတာ des တိုင်းတွေ must တိုင်းတွေ da တိုင်း they are တိုင်းတွေရှိပါတယ်ဆိုတာရေးထားတာဒါလောက်ဆိုရင်ဒီကရဲ့မေကွန်းလေးတွေကိုနောက်တစ်ခေါက်ပြန်မဖတ်လဲအော်ဒီဟာဆိုပဲချက်လက်လေးတွေတို့တွေပြန်တိုက်ကြည့်လို့လွယ်လောက်ပြီအဲ့လိုလေးမှတ်ခဲ့ဖို့ရာကပထမတစ်ချက်ပြီးသားရင်နောက်အဲ့ဒီဟာကလည်းနိုင်ရောကအတ်တဲဤလူမလို့လားအာဝါနိုင်မလို့လားဆိုတာသိဖို့ရလဲတစ်ချက်နှစ်ချက်ရှိသွားပြီเนาะဒါ reading ဖတ်တဲ့နေရာမှာသိရမယ့်အချက်တွေအဲ့နေရာမှာပထမဆုံးဖတ်ကြည့်လိုက်တယ်ဝါဒရှိတာချီဝါဆာမဇာမနာဘာမနိအာဝါစေတဲ့ဖူကူအိုခိခအဲတို့လို့ရေးထားတယ်ဒီနေရာမှာကဘာအကြောင်းအရာကိုရေးထားလဲဆိုတော့ဖူကူအိုခိခအဲတို့ဆိုတာလေနားလည်ရပြီဘာလို့တာလဲဆိုရင်အဝိစားကိုပြောင်းလဲဝတ်တယ်ဆာမဇာမအီရိုနာဘာမန်လို့ရေးထားတယ်ဒီနေရာမှာအီရိုနာဘာမန်ရဲ့အတိတ်ပဲကဘာလို့ပြောကြတယ်ဆိုတော့အမျိုးမျိုးသောအခြေအနေအကြောင်းအရာပေါ်မှာရေးထားတယ်ဟုတ်နော်အမျိုးမျိုးသောအခြေအနေအကြောင်းအရာပေါ်မှာရေးထားတယ်ဆိုတာဘာမန်နီရော့တေဆိုတဲ့အဓိပ္ပာယ်နဲ့သွားပြီးစင်တယ်ဒါပေမဲ့ဗဒရှိတို့ထဲမှာဖုခုဆိုတဲ့အကြောင်းအရာကိစ္စကိုပြောချင်တာမဟုတ်တဲ့ဒီကောင်ကအဖြေမှန်တော့မဖြစ်နေနိုင်ဘူးဟုတ်နော်တို့တွေထဲမှာအောက်ကဖတ်ခဲ့တဲ့ထဲမှာဖုခုနဲ့ပတ်သက်တာတော့မပါတော့ဒီကောင်တွေနဲ့ရွေးကြမရှိနေဘူးဒါပေမဲ့ तू ကတတ်တော်ရပါဥပမာအဖြစ်ပြောမယ်ဆိုရင်ဖူတန်းဆိုတာနေတိုင်းတာမန်အားဖြင့်ပုံမှန်အားဖြင့်ဆိုတဲ့အဓိပ္ပာယ်ဒီနေရာမှာနေ့စဉ်နေ့တိုင်းကြတော့တီရှာဆိုတော့ဟစ်တို့မို့ပုံမှန်ဆိုလို့ရှိရင်ရှယ်အင်ကြီးလောက်ပဲဝတ်တဲ့လူဆိုရင်တောင်မှနဲ့ဘာလို့ဆိုရပါတီနော်တိုကီဝါဆူဆူရခီရေနာဖုကူကိုခီရုနော်ဝဒဲဝနိုင်တာတော့က तू ကလဲပုံလဲနေရာတိုင်းနေရာပေါ်မူတည်ပြီးဝစ်စားပြောင်းလဲဝတ်တယ်ဆိုတာကိုနားလည်အောင်လို့တတ်တူအေပါပေးထားတာ
တကယ်လို့နားလဲတယ်ဆိုလို့ရှိရင်ဒီတတော်ရဲ့ဘက်ကို GMPD မေကွန်အပိုင်းမှာကြော်ချင်းကြော်လို့ရတယ်တကယ်လို့ဒီစာပိုက်ရဲ့အရှိတကြောင်းကိုနားမလဲခဲ့ဘူးဆိုရင်လည်းလက်မသွားနဲ့တတော်ရဲ့ဘက်ကိုသွားဖတ်ကြည့်လိုက်အဲ့ဒါဆိုရှေ့အကြောင်းရဲ့အတိတ်ပဲနဲ့တူတယ်လို့တို့တွေမှတ်လို့ရတယ်ဒါကစာပိုက်ဖတ်တဲ့နေရာမှာသိရမယ့်အချက်ပဲ tip ပဲဟုတ်ပြီနော်အဲ့ဆိုရင်နေရာပေါ်မှာမူတည်ပြီးတော့ဝတ်တယ်ပုံမှန်တီရှပ်ဆက်လောက်ပဲဝတ်တယ်ဆိုရင်တော့မှပါတီဝဲတွေဆိုရင်စုတွေဝတ်တာတို့ဂါဝင်တွေလှလှလေးတွေဝတ်တာတို့အဲ့လိုမျိုးဟာတွေရှိတိုင်းနေတဲ့ခိုးတော့ပါမို့အိုနာကြီးဒဲလို့ရေးလိုက်တာဖြစ်တဲ့အတွက်ဟောဟာရအတုံးလုံးနဲ့အတူတူပဲတဲ့ဘာလို့လဲအဲ့ဆိုရင်ဟောဟာရအတုံးလုံးကလည်းအတူတူပဲဆိုဟောဟာရအတုံးလုံးကလည်းနေရာပေါ်မှာလူမူတည်ပြီးပြောင်းမယ်လို့ဆိုလိုချင်တာနေရာပေါ်မှာမူတည်ပြီးပြောင်းနေဆိုတဲ့ဟာကိုခိုးတော့ပါမို့အိုနာကြီးတဲ့ဟေးဘာကိုအိုနာကြီးကလည်းမင်းအဝတ်စားလိုပဲပြောင်းဝတ်တယ်လို့ဆိုလိုချင်တာဟုတ်နော်အဲ့ကြတော့ဒီနေရာမှာအဝတ်စားကဥပမာပြရုံတက်တက်အဓိကပြောချင်တာကခိုးတော့ပါနဲ့ပတ်သက်တဲ့ဟာကိုရေးထားတယ်။ဘာလဲဆိုရင်ဆိုရဲတော့ဘာမနိရော့တဲ့စကိုင်းဝါခဲတို့ဆိုပြီးနားမလည်မှာဆိုလို့အောက်တစ်ကြောင်းကဆက်ပြီးရေးပေးထားတယ်နောက်ကြောင်းကလေးကဆိုရဲဆိုတဲ့အတိတ်ပဲနဲ့စာမဇာမဆိုတဲ့အတိတ်ပဲနဲ့အီရိုဆိုတဲ့အတိတ်ပဲနဲ့ကအတူတူပဲတကယ်လို့စိတ်မီနေအခုက reading ဖတ်နေပေမဲ့တကယ်လို့စိတ်မီနေရွေးခိုင်းရင်အီရိုကလည်းအမျိုးမျိုးဆိုရဲကလည်းအမျိုးမျိုးအသီးသီးဆိုတဲ့အတိတ်ပဲဖြစ်ပြီးတော့စာမဆိုတဲ့အတိတ်ပဲကလည်းအမျိုးမျိုးအသီးသီးဆိုတဲ့အတိတ်ပဲအဲ့မှာဆိုရင်အမျိုးမျိုးသောအသီးသီးသောဘာမှဆိုနေရာနဲ့လိုက်ပြီးတော့နိရော့တယ်နေရာနဲ့လိုက်ပြီး sky waker လို့သုံးထားတယ် sky waker ရဲ့အတိတ်ပဲကပြောင်းလဲသုံးတယ်ဆိုတဲ့အတိတ်ပဲ sky ရသုံးတယ် waker ကခွဲတယ်အတုံးလုံးကိုခွဲခြားတယ်ပေါ့ဒါရပြအတုံးလုံးခွဲခြားတယ်ဆိုတာပြောင်းလဲသုံးတယ်ဘာမန်နီရော့တယ်ခါအဲရုဆိုတဲ့အတိတ်ပဲနဲ့ဒီအပိုင်းလေးနဲ့ကသွားတူတယ်ဘာမန်နီရော့တယ် sky waker ရုဆိုတဲ့ဟာဟုတ်ပြီနော်အဲ့ဆိုသွားကြည့်ခိုတိုးပါဆိုတဲ့နီဟွန်ကောရဲ့ဒီဟာအနေနဲ့ဆိုနံပါတ်1ကအဖြစ်မှန်ဆိုတာတို့တွေဒီညမှာနေသဘောပေါက်သွားပြီဒါမဲ့နှစ်ဘာကြောင့်မှလဲဆက်ပြီးတော့ဖတ်ကြည့်မယ်ချူကျူဒဲနော်နီဟွန်ကောဒဲဝါဆိုတဲ့ရေးထားတဲ့ဟာကိုတတ်တော်ရပါဥပမာအဖြစ်ပြောမယ်နီဟွန်ကောမှာဟာနာဆုတိုကီတိုခါကိုတိုကီနော်ဘွန်တိုင်ကချီကောက်ရဲ့ဒီကောင်ကနံပါတ်2တော့ဖြစ်မနေပေမဲ့ဝါရှိလို့ခုနဖတ်ခဲ့တဲ့တဲမှာပါခဲ့တဲ့ဒီဟာအနေနဲ့ကနံပါတ်3ရဲ့နိတဲအီရုဆိုပြီးရေးထားတဲ့အပိုင်းနိတဲအီရုရဲ့အဓိပ္ပာယ်ကစင်တူတယ်လို့ပြောတာဘယ်ဟာနဲ့လဲဆိုခါခီတဲ့ဟာနာရှိရဲ့ရေးတဲ့ပုံစံနဲ့ပြောတဲ့ပုံစံကစင်တူတယ်လို့နံပါတ်3ကရေးထားပြီးစာပိုက်ထဲမှာဒါချီကဥလို့ရေးထားတယ်အဲကြတော့ဒီချီကဥဆိုတဲ့အချက်ရေးမှမယ်မှန်မော်ဒီမှာနေတဲ့ဤလို့ကြောင့်နံပါတ်3ကမှားပြီနောက်တစ်ခုဆက်ပြီးဖတ်ကြည့်တယ်မာတာခါခိခိုတိုဘာနောနာကနီဝဒက်စတေမတ်စတေဒါတွေဒဲအားတို့တွေငါတို့၄ခုတွေ့ခဲ့တယ်မြင်းတားခဲ့ဆိုနံပါတ်၄မှာဒီမှာ dash တွေ must တွေဒါတွေဒဲအားတို့တွေတားခဲ့တယ်ဒါပေမဲ့ဝါဒရှိတို့ဒီထဲမှာမေကိုထဲမှာပေးထားတာဟာနာရှိခိုတိုဘာစာပိုက်ထဲမှာပေးထားတာကခါခိခိုတိုဘာအဲ့ဒါဆိုလို့ရှိရင်ဒီဟာကခါခိခိုတိုဘာနဲ့ဟာနာရှိခိုတိုဘာနဲ့သွားကြည့်ဟင်းနောက်က dash တွေ must တွေဒါတွေဒဲအားတို့တွေကမှန်ပြီမဲ့ဒီတစ်ပိုင်းမှားနေလို့ဒီကောင်ကိုလည်းမှားတယ်လို့ပြောမယ်အဲ့ကြတော့စာပိုက်ဖတ်တဲ့နေရာမှာတဝက်ပဲမှန်နေုံနဲ့အဖြေမှန်လို့ယူလို့မရဘူးတရားရာခိုင်နှုန်းမှန်မှယူလို့ရမယ်ဆိုတာ reading ဖတ်ရတဲ့နေရာမှာသိရမယ့် tip အချက်ပဲဟုတ်နော်အဲ့ဆိုရင်ဒီမှာ3လဲမားတယ်4လဲမားတယ်2မားတဲ့ချက်ကိုဆက်ပြီးဖတ်ကြည့်မယ်။ဘာလဲဆိုရင် shokyu では話し言葉の日本語を中止လို့ရေးထားတယ် shokyu မှာလို့သူကရေးထားတယ်ဒီမှာ shokyu ဟုတ်နော်ဒါပေမဲ့ဝါဒရှိလို့နံပါတ်1မှာရေးထားတာက chukyu မှာဘာဖြစ်တာလဲဆိုလို့ရှိရင်ဟာနာရှိခိုတိုဘာကိုချူရှေးလုပ်တယ်ဆိုပြီး私မှတ်ခိုင်းခဲ့တဲ့ဟာဒီမှာချူ Q မှာလို့ပြောတာစာပိုက်ထဲမှာနံပါတ်2ကကြတော့ချူ Q ရေးထားပြီးတော့စာပိုက်ထဲက short Q ရေးထားတာဖြစ်တဲ့အတွက်နံပါတ်2ကမှားရတဲ့အကြောင်းရင်းဒီလောက်ဆိုနားလည်မယ်လို့ထင်ပါတယ်私အရင်ရှေ့သွားရင်တရားခတ်မှာဆိုလို့ဘိုင်ဘိုင်ပါနောက်ပြီးတော့ဖိုင်လေးမှာဆက်တွေ့ပါမယ်ဟုတ်နော်အရင်ရှေ့သွားရင်ပြောရခတ်မှာဆိုလို့ဆိုပေမဲ့အချိန်ကနည်းနည်းလေးကြံသေးရဆိုတော့ tip ကလေးကိုအနစ်ချုပ်ပေးလိုက်မယ်နော်ဇက်တိုက်အနေနဲ့အဲ့မှာ tip ကိုအနစ်ချုပ်မယ်ဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ဝရရှိတို့ဖတ်တဲ့အခါကျလို့ရှိရင်ဘာလုပ်ရမလဲပေါ့ဖတ်တဲ့အခါကျလို့ရှိရင်မိခွန်းကိုအရင်ဖတ်ရမယ်မိခွန်းအရင်ဖတ်တဲ့အခါမှာအပေါ်တော့ကဒီအတေဤတို့မိုနိုဝါဒေါ်တဲ့ဒက်စကာအဝနိုင်မိုနိုဝါဒေါ်တဲ့ဒက်စကာဆိုတဲ့အဲ့ဒီလိုမျိုးအချက်လက်ကအတေဤတို့မိုနိုမေးတာလားအဝနိုင်မိုနိုမေးတာလားဆိုတော့အဓိကသတိထားရမယ်ပြီးတော့ရင်ဖတ်လာတဲ့အောက်ကရွေးချက်စရာ၄ခုထဲမှာအဓိကအချက်လေးတွေကိုမြင်တာဝိုင်းတာတခုခုနဲ့ကိုယ့်ဘက်ကိုလှုပ်ထားရမယ်ပြီးတော့ရင်တစ်ချက်ချင်းဒီမှာကစာပိုက်ဖတ်တဲ့အခါကြလို့ရှိရင်တို့တွေကဥပမာပြတဲ့စာကြောင်းတွေပါလာပြီးစာပိုက်တွေထဲမှာတတ်တော်အေဘာတွေပါလာပြီးဆိုရှေ့တစ်ကြောင်းနားလည်ရင်တတ်တော်အေဘာဆက်မဖတ်လည်းရတယ်ရှေ့တစ်ကြောင်းနားမလည်ခဲ့လည်းမကြောက်ပဲတတ်တော်အေဘာကိုဖတ်ပြီးရှေ့အကြောင်းရဲ့အဓိပ္ပာယ်ကိုပြန်ဖော်လို့ရတာမျိုးရှိတယ်ဒါက reading ရဲ့အားသာချက်ပဲနောက်တစ်ခုကကြတော့တဝက်ပဲမှန်နေရင်အဖြေမှန်နေနဲ့ရွေးလို့မရဘူးဆိုတဲ့အချက်ဟုတ်နော်တဝက်ပဲမှန်နေအဖြေမှန်နေနဲ့ရွေးလို့မရဘူးဆိုတဲ့အချက်ဒီချက်လေးတွေသတိထားမယ်ဆို reading မှာအဆင်ပြေမယ်ထင်ပါတယ်